တိုင်းဒေသကြီးသို့မဟုတ်ပြည်내ပိုင်းပစ္စည်းများရောင်းချခြင်းငှားရမ်းခြင်းခြားနည်းဖြင့်ဆောင်ရွက်ခြင်းဆိုင်ရာဥပဒေကြမ်းတစ်ရပ်ရေးဆွဲနိုင်ဖို့တိုက်တွန်းကြောင်းအဆိုကိုအခြေခံဥပဒေခုံရုံးမှာတင်သွားမှာဖြစ်တယ်လို့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်ကျွန်တော်တို့ခုဒါကိုခုံရုံးကိုတင်မယ်ပေါ့နော်ဒီအဆိုတင်သွင်းတာတော့ကျွန်တော်ကတင်သွင်းတာမှန်တယ်ဒါပေမဲ့ခုံရုံးကိုတင်ဖို့အတွက်ပြောလာတာတော့ဒီအစိုးရဖွဲ့ကပြောလာတယ်အဲ့တော့အစိုးရဖွဲ့ကတင်သွင်းမယ်ဆိုရင်တော့ဒါခုနကပြောနီလန်းကနည်းနည်းလွဲတာပေါ့နော်ဖွဲ့စည်းပုံချမ်းလေးပုံမှန်326မှာပါရတယ်အဲ့တော့ကိုတို့တင်သွင်းမယ်ဆိုရင်တော့ကိုကနည်းနည်းလေးတော်တော်လေးခရင်နေ20ရာခိုင်နှုန်းဆူရမယ်ဒီတော့အကောင်းဆုံးကတော့အစိုးရဖွဲ့ကနေစပြီးတင်သွင်းနိုင်ရင်တော့ပိုကောင်းတယ်သို့တော့ဘယ်သူတင်သွင်းမယ်ဘယ်သူတင်သွင်းမယ်ဆိုတော့မပြောဘဲနဲ့ကိုတို့နည်းနည်းညှိနှိုင်းကြမယ်ညှိနှိုင်းပြီးမှလာရင်ဘယ်သူကတင်သွင်းမယ်ဆိုတော့လုပ်ရင်ပိုကောင်းတယ်နော်ခုအဆိုနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့ဝင်တဦးကပြန်လည်ဖြေရှင်းခဲ့ပါတယ်နိုင်ငံတော်ဘုရားရှင်ရဲ့ဆိုင်ရာပုံရောရဲ့အဓိပ္ပာယ်သိဆိုချက်ဆုံးဖြတ်ချက်ဘောရရှိမှလာတယ်။ဘယ်လိုဆရာဦးရဲ့ဇာတိတိစရည်ပါပြီးတော့တိုင်းတိုင်းကိုဒီနယ်ပြည်များရောက်လာခြင်းငန်းရင်းနဲ့ခြားရင်းဆောင်ခြင်းကိစ္စတွေနဲ့ဆက်ပြီးဥရိတပြရုပ်ဆက်တဲ့တဲ့ဆုံးဖြတ်ဆောင်တဲ့မှာတော့ကြရမယ်အဆိုကိုထောက်ခံသူ9ယောက်ရှိခဲ့ပြီးပြည်ကြီးတကုံမြို့နယ်မဲဆန္ဒနဲ့အမှတ်နဲ့လွှတ်တော်ကိုယ်စားလှယ်ကအခုလိုပြန်လည်ဆွေးနွေးခဲ့ပါတယ်နိုင်ငံတော်နဲ့ဒီမဲ့ပြည်သူ့ပြည်စီရင်အဓိကပြီးစောက်တဲ့နေရာမှာဆောင်ရတဲ့ချက်တစ်ချက်ရှိပါဗျာကျွန်တော်ချက်တွေနေရာတော့ရုပ်ဆောင်တိတိကျကျကိုမကြံရှိစေရင်ပြည်ပြည်ရောက်ဆောင်ရခြင်းဒုတိယချက်တွေနဲ့ရုပ်ဆောင်တိတိများကိုစီရင်တော်များအပြည့်ပြည့်ရှောင်ရှားနိုင်ခြင်းဖြင့်ဒီလူများမျောလင်းတော့ပြီးတော့ပြည်ပြည်ကိုရိုးတိုးတဲ့ကျွန်တော်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပြီးစောက်နိုင်မှာဖြစ်ပါတယ်နော်အဲဒီတိုင်းကကြီးရေရှည်တဲ့ခံရဲကိုပြည်သူ့တက်စီမှုများကိုပြည်ပေါင်းများစွာဖန်တီးပြီးဆောင်နိုင်ရန်ဒါရီသာကြီးခြေကောင်းများကိုဘုံဘုံကောင်းအောင်ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီနေ့တော်ရဲ့ဥပဒေတွေကိုလည်းပြဋ္ဌာန်းပြရမှာဖြစ်လို့ဇီဝရေးကြံစည်များကိုလည်းကျွန်တော်တို့အားပေးခြင်းများပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါဇယားနှစ်ဗန္ဒာရေးနှင့်စီမံကိန်းကဏ္ဍအမှတ်စဉ်1ရဲ့စလိမ်မှာပါဝင်တဲ့တိုင်းဒေသကြီးသို့မဟုတ်ပြည်내ပိုင်းပစ္စည်းများရောင်းချခြင်းငှားရမ်းခြင်းအခြားနည်းနဲ့ဆောင်ရွက်ခြင်းဆိုင်ရာဥပဒေကြမ်းတစ်ရပ်ရေးဆွဲနိုင်ဖို့မန္တလေးတိုင်းဒေသကြီးအစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုဇူလိုင်လ4ရက်နေ့ကတင်သွင်းခဲ့တာဖြစ်ပြီးဇူလိုင်လ10ရက်နေ့ကကျင်းပတဲ့မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပွဲမှာဆွေးနွေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ